26ရက် February 2025ပထမဆုံးနေ့မှာတော့ MGMA အသင်းအနေနဲ့ VF 2025ရဲ့ဖွင့်ပွဲအခမ်းအနားကိုအခြားနိုင်ငံတွေက Textile နဲ့ Apparel Association တွေနဲ့တူတက်ရောက်ချီးမြှင့်ခဲ့ပြီးတော့ VIP Tour အနေနဲ့အပြခန်းတွေကို MGMA buyer တွေ delegation အနေနဲ့လည်းကြည့်ရှုခဲ့ပါတယ်။ဆက်လက်ပြီးကျွန်တော်တို့အလုပ်အမှုဆောင်များက close door meeting တွေကိုလည်းပဲတက်ရောက်ခဲ့ကြပါတယ်။ဒုတိယနေ့ဖြစ်တဲ့29 February 2025မှာတော့အထည်ချုပ်ကဏ္ဍရဲ့တစိမ့်တစ်ပိုင်းဖြစ်တဲ့ဒီ zip ထုတ်လုပ်နေတဲ့ YKK Vietnam Company Limited စက်ရုံကိုအဖွဲ့လိုက်သွားရောက်လေ့လာဖြစ်ခဲ့ကြပါတယ်။ဆက်လက်ပြီးတော့ Ho Chi Minh City College of Technology ဒီ Garment Technique Worker School သင်တန်းကျောင်းကိုအသင်းရဲ့တာဝန်ရှိသူတွေနဲ့လည်းကျွန်တော်တို့ဒီ MGHRDC မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးစင်တာသင်တန်းကျောင်းအတွက် knowledge exchange visit အနေနဲ့လည်းတွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။နောက်ဆုံးတတိယရက်နေ့ဖြစ်တဲ့ February 28 2025မှာတော့ပြပွဲမှာခင်းကျင်းပြသထားတဲ့ exhibitor တွေနဲ့ဒီပွဲကိုလိုက်ပါလာတဲ့ကျွန်တော်တို့အသင်းရဲ့အသင်းဝင်စက်ရုံတွေနဲ့ business matching တွေပြုလုပ်ပြီးတော့ fabric and accessory product တွေကိုမိမိတို့စက်ရုံတွေနဲ့ကိုက်ညီနိုင်မဲ့လုပ်ငန်းကိစ္စရပ်တွေကိုလည်းဆွေးနွေးကြတယ်။YKK zip စက်ရုံသွားတဲ့အချိန်မှာအမားတို့ကတခုအရန်အောင်ရတယ်။စက်ရုံမှာဝန်ထမ်း labor အရန်နည်းတယ်။ဒီ machinery machine use အရန်မြင့်တယ်။အမားထင်တယ်ဒီတစ်ခေါက်သွားတဲ့အချိန်မှာလူဦးရေကလေဒီစက်ရုံကအားကြီးရယ်။ပြီးတော့ तू ကအဓိက तू machinery use များတဲ့အတွက်ကြောင့် तू လူတိတ်ထိန်းကြမလို့ तू စက်ဝယ်ထိန်းရတယ်။စက်ဝယ်ထိန်းရတဲ့အတွက်ကြောင့်လူတိတ်ထိန်းကြမလို့အတွက်ကြောင့် तू productivity ကထုတ်အားပေါ့နော်ဒီ output ပေါ့နော်အဲ့ဟာ तू တွက်လို့ရတယ် तू ချိန်လို့ရတယ် so तू က management ဘက်မှာ तू က control ပုံမြင့်အတွက်ကြောင့် तू ကအဓိက output ကို तू ပိုတိုးလို့ရတယ်ဒီ zip testing QC ပေါ့နော် तू စီမှာဆက်ရှိတယ်အဲ့ zip ကို तू အဲ့ဆက်ကတနေ့ကုန်24နာရီစွဲနေတာအဲ့အရင်အော်ကြကောင်းတယ်နော်ဒီ Asia မှာအမားတို့တစ်ချိန်ရတယ် government sector တိုးတက်ချင်ဆိုရင် QC ကိုအရင် focus ထားပြီးတော့ IO စိုက်ပြီးတော့ and ပြီးွားလို့မှ QC မစိပြီးတော့ဒီ QC ဒီ line မှာတွင်းခင် QC ကိုပို့ use စိုက်ပြီးတော့ပို့အားထားပြီးတော့ focus ထားရင်အမားတို့ဒီ overall ဒီ output အရေးတွက်လဲ QC အရေးတွက်လဲဒီ Asia မှာပေါ့နော်အမားတို့လည်းဒီ international level မြင်နိုင်အောင်အမားတို့လည်းတိုးလို့ရသွားမှာပေါ့နော်ဟုတ်ကျွန်တော်တို့ MGMA member အနေနဲ့ရဖူးလို့ event တွေတက်ရောက်ရတဲ့ခါမှာတော့ကျွန်တော်တို့တသက်စnew generation တွေအနေနဲ့တော့ sourcing တွေကောင်းမှုစွာရရှိတယ်။ဒါအပြင်ကျွန်တော်တို့ကမ္ဘာမှာဖြစ်ပေါ်နေတဲ့နောက်ဆုံး update trending တွေနောက်နည်းပညာမြင့်တဲ့ high tech machine တွေကိုလည်းလေ့လာခွင့်ရရှိခဲ့တယ်ဗျ။ဆက်ရုံလုပ်ငန်းအတွက်လည်းအကျိုးရှိတဲ့ business matching မျိုးတွေ networking event တွေလည်း join ခွင့်ရရှိခဲ့တယ်။နောက်ကိုယ့်ရဲ့ရှေ့က senior တွေဖြစ်တဲ့ international standard အမီစက်ရုံတွေရဲ့ပိုင်ရှင်တွေနဲ့လည်းတွေ့ဆုံခွင့်ရရှိခဲ့တဲ့အတွက်ကျွန်တော်တို့စက်ရုံမှာနောက်ပိုင်းဆက်လက်တိုးချဲ့သွားမယ်အခန်းကဏ္ဍတွေမှာဘာလိုအပ်ချက်တွေရှိမလဲနောက်ဘယ်လို challenge မျိုးတွေကြုံတွေ့နိုင်လဲဆိုတာကိုကြိုပြီးတော့လေ့လာခွင့်ရတဲ့အတွက်အလွန်မှကျေးဇူးတင်ရှိပါတယ်ည